ပရိသတ်ကြီးရေအခုခေတ်မြန်မာပြည်မှာမြန်မာစာအပိတန်ကြီးကိုပြန်ရေးရမယ့်ကိန်းဆိုင်နေပါပြီ။စက္ကလုံးတွေရဲ့အတိတ်ဘယ်ကအရင်လိုမဟုတ်တော့ပါဘူး။ဥပမာမိလာပြီဆိုတဲ့စက္ကလုံးကအရင်ကဆိုဝမ်းသာစရာပေါ့။အခုခေတ်မိလာပြီဆိုတဲ့အတိတ်ဘယ်ကအိုလံပစ်ပြေးခုန်ပစ်ပြိုင်ပွဲစပြီလို့အတိတ်ဘယ်ရပါတယ်။ပလက်ပေါက်လွတ်တာအလူအရက်ရှာရတဲ့ဒုက္ခရေမော်တာအပြေးလွှားတင်ရတဲ့ဒုက္ခနဲ့နာရီဝက်နေရင်ပြန်ပြတ်မဲ့လျှက်စစ်မီးကိုဖမ်းဆုပ်ရတာကရီစာဟောင်းကိုပြန်ချော့ရတာထက်တောင်ပိုခက်နေပါပြီ။နောက်တစ်လုံးကလစာဖြစ်ပါတယ်။အတိတ်ဘယ်ကကိုယ့်အိတ်ကက်သေးကိုခဏလာနာတဲ့ဧည့်သည်ပါပဲ။လဆန်းတစ်ရက်နေ့ဝင်လာတယ်2ရက်နေ့လဲကြာရောကုံစင်းနှုံးဆိုတဲ့မုံတိုင်းအောက်မှာမျက်လှည့်ပြသလိုပျောက်သွားပါတယ်။တကယ်တော့လစာဆိုတာမြန်မာပြည်ရဲ့ထုတ်ကုန်တစ်မျိုးပါပဲ။ဒီလိုကုံစင်းနှုံးတွေဒုံးပြန်စီးနေတဲ့ခေတ်ကြီးမှာကမ္ဘာတော်ဆုံးစစ်ဗျူဟာမှုတွေဆိုတာကမ္ဘာမှာမရှိတော့ပါဘူး။ကျွန်တော်တို့အိမ်ကအိမ်ရှင်မတွေပဲဖြစ်နေပါပြီ။ယူကရိန်းစစ်ပွဲကဗိုလ်ချုပ်တွေတောင်ကျွန်တော်တို့အိမ်ရှင်မတွေစီမှာလာတပိတ်ခံတင်ပါတယ်။ပတ်စံ1000နဲ့ဈေးချင်းတောင်ပြည့်အောင်ဝယ်နိုင်တဲ့အိမ်ရှင်မတွေကိုသာနိုင်ငံတကာကစစ်တက္ကသိုလ်တွေမှာပါမောက္ခသွားလုပ်ခိုင်းလိုက်ချင်ပါတော့တယ်။စဉ်းစားကြည့်လေဈေးထဲမှာခရမ်းချင်သီးတပိတ်တာဈေးနဲ့ကြက်ဥဈေးကြားမှာဟန်ချက်ညီအောင်ဘလို့ချက်ပြုတ်ရမလဲဆိုတာ UN ကုလသမဂ္ဂအစည်းအဝေးထက်တောင်ခေါင်းစားပါသေးတယ်။ကစုံရက်တစ်စီးကို90စစ်ဖို့အရေးဈေးတယ်နဲ့စကားစစ်ထိုးရတဲ့နေဗျူဟာတွေဆိုတာစုံစုရဲ့စစ်တိန်နက်ကဗျူဟာကျန်းထဲမှာတော့မပါဘူးဗျ။ပတ်စံ1000ကျပ်တဲနဲ့တမိသားစုလုံးထမင်းမိန်အောင်ဖန်တီးနိုင်တဲ့အိမ်ရှင်မတွေကိုသာနိုင်ငံတကာစီးပွားရေးနိုဘယ်ဆုသွားပေးလိုက်ချင်ပါတော့တယ်။ပရိသတ်ကြီးတို့ရဲ့အိမ်ကအိမ်ရှင်မတွေရောကုံစင်းနှုံးစစ်ပွဲကြီးကိုဘလို့ဗျူဟာတွေနဲ့ရင်ဆိုင်နေကြလဲ။ကိုမတ်မှာရေစရာဖြစ်ဝင်ရောက်ရင်ဖွင့်သွားကြပါဦးနော်။